ရန်ကုန်တိုင်းဒေသကြီးလသာမြို့နယ်အမှတ်3ရပ်ကွက်မဟာဗန္ဓုလလမ်းမှာရှိတဲ့ရွှေစင်အာမကန်ရွှေဆိုင်ကရွှေရပစ္စည်းတွေနဲ့ငွေကျပ်3,000ကျော်ကိုလူရက်ယူဆောင်ခဲ့သူ2ဦးနဲ့ပိုးဝောင်းပါဝင်သူ2ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ9ရက်မနက်ပိုင်းကလှိုင်မြို့နယ်အမှတ်14ရပ်ကွက်မြကန်သားအိမ်ယာနေဦးစိုးထေဟာရွှေစင်အာမကန်ရွှေဆိုင်မှာရောင်းချမဲ့ရွှေရပစ္စည်းတွေနဲ့ငွေကျပ်1,030တို့ကို Ford Toyota BZ4X အဖြူအောင်ရင်နဲ့တည်ဆောင်လာပြီးရွှေဆိုင်ရှိအရောက်မှာကားပေါ်ကနေဆိုင်အတွင်းရွှေပြောင်းမှုပြုလုပ်နေစဉ်အမျိုးသား2ဦးကဆိုင်ငယ်တစ်စီးနဲ့ရောက်ရှိလာပြီးဦးစိုးထင်းနဲ့ဆိုင်ဝန်ထမ်းတွေကိုတနက်နဲ့ချင်း6ခါရင်မော်တင်ဆောင်လာတဲ့ရွှေရည်ပစ္စည်းမျိုးစုံ390ခုကာလာတန်မိုးငွေကျပ်4,250သိန်းခန့်နဲ့ငွေကျပ်1,030တို့ကိုလူရက်ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။အဲ့နောက်ပြစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးစုံစမ်းထောက်လှမ်းတာတွေဆောင်ရွက်ခဲ့ရာအဆိုပါနေ့ညနေ4:05မိနစ်အချိန်မှာတာဝန်သိပြည်သူတွေရဲ့သတင်းပေးချက်အရပြစ်မှုကျူးလွန်သူတွေပြစ်မှုကျူးလွန်ပြီးတဲ့နောက်ထွက်ပြေးတိမ်းရှောင်စဉ်ရန်ကုန်စေယုံကြီးဝင်းမှာလျှက်စစ်ရုံဟောင်းအဆောက်အဦဘေးမှာကျန်ခဲ့တဲ့ခီးဆောင်အိတ်တစ်လုံးအတွင်းကနေရွှေသားဆွဲသီးမျိုးစုံ53ခုကြောက်ပါရွှေဆွဲသီး26ခုရွှေသားလက်စွပ်4ခွင်ကြောက်ပါရွှေလက်စွပ်4ခွင်ကြောက်ပါရွှေနဂတ်2ရန်အလေးချိန်17ချက်9ပဲ9ရွေကာလာတန်မိုးငွေကျပ်3,000ခန့်ကိုထည့်ထားတဲ့အနီရောင်ဂရီဘာဘူးအကြီး2ခုအယူအသွား6လက်မခန့်ရှိတဲ့တအူးကျွန်းတစ်မြောင်တစ်ချောင်းအင်ကြီးလက်ရှိ3တဲ့ဘောင်းမြစ်ရှိ2ထဲအုတ်ထုပ်နှလုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းအဲ့လိုပဲဒီဇင်ဘာ6ရက်ညနေ6နာရီခွဲမှာပြစ်မှုကျူးလွန်သူတွေအသုံးပြုခဲ့တဲ့ဆိုင်ကယ်တစ်စီးနဲ့ရွှေရည်ပစ္စည်းတွေထဲတဲ့အနီရောင်ဂရီဘာဘူးကွန်3ခုတို့ကိုထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းသတင်းထုတ်ပြန်မှုအရသိရပါတယ်။အဲ့နောက်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့တာဂီတာမြို့နယ်အမှတ်၈ရပ်ကွက်ရွှေအုပ်ကူလန်းနဲ့နီဂျောဒလမ်းတောင်မှာရှိတဲ့အော်ဘရာသာလက်ဖက်ရည်ဆိုင်ပိုင်ရှင်အသက်30အရွယ်အောင်စင်ကိုနဲ့လက်ဖက်ရည်အဖျော်ဆရာ29နှစ်အရွယ်စိုးကိုတို့ကိုဒီဇင်ဘာ9ရက်မနက်7:20မိနစ်20အချိန်မှာအဆိုပါလက်ဖက်ရည်ဆိုင်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတရားခံတွေရဲ့ထွက်ဆိုချက်အရ၎င်းတို့ဟာအခင်းဖြစ်နေကရွှေစင်အာမကန်ရွှေဆိုင်ကိုရွှေရည်ပစ္စည်းတွေလာရောက်ပို့ဆောင်တဲ့မော်တော်ယာဉ်ပေါ်ကနေရွှေရည်ပစ္စည်းတွေနဲ့ငွေတွေကိုတနက်နဲ့ချင်းချောက်ပြီးလူရက်ယူဆောင်ခဲ့ကြောင်းပြစ်မှုကျူးလွန်ပြီးတဲ့နောက်အောင်စင်ကိုကစိုးကိုငွေကျပ်10သိန်းပေးခဲ့ကြောင်းပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့တဲ့တနက်ရွှေရည်ပစ္စည်းတချို့နဲ့ငွေဆက်ကူတချို့တို့ကိုအောင်စင်ကိုက၎င်းရဲ့ရောက်ခမဖြစ်သူဒဂုံမြို့သစ်အရှိပိုင်းမြို့နယ်အမှတ်132ရပ်ကွက်ရတနာ2လမ်းအိမ်မက်286နေဦးတန်းထွန်းရဲ့နေအိမ်မှာ၎င်းငွေကျပ်သိန်း290ကိုအောင်စင်ကိုရဲ့ဇနီးမတ်သိန်းမိုးကျူထံမှ၎င်းအနက်သိန်းစီထားကြောင်းဖော်ထုတ်သိရှိရတဲ့အတွက်ပြန်လည်သိမ်းဆည်းနိုင်ရေးဆောင်ရွက်ခဲ့ရာဒီဇင်ဘာ9ရက်ညနေပိုင်းမှာဦးတန်းထွန်းကို၎င်းရဲ့နေအိမ်အပေါ်တက်မျက်နှာကျက်အတွင်းသိမ်းဆည်းထားတဲ့လက်လုံပစ္စတိုတနက်တစ်လက်နဲ့၎င်းကြည်9000ထည့်ထားတဲ့ဘေးလွယ်အိတ်တစ်လုံးလက်စွပ်မျိုးစုံအကွင်း180နဂတ်မျိုးစုံ58ရန်တို့ထည့်ထားတဲ့ကျုံးမိုးအိတ်တစ်လုံးငွေကျပ်သိန်း150ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်တစ်လုံးတို့နဲ့၎င်းမတ်သိန်းမိုးကျူကို၎င်းရဲ့နေအိမ်ကနေငွေကျပ်သိန်း290နဲ့၎င်းအသီးသီးထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါဖမ်းဆီးရမိသူအောင်စင်ကိုစိုးကိုနဲ့လူရဲမှုကျုံးလွန်ရာကရရှိခဲ့တဲ့ပစ္စည်းတွေကိုလက်ခံထားရှိခဲ့သူတွေဖြစ်တဲ့တန်းထွန်သင်းမိုးကျူတို့ကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးနဲ့သိမ်းဆည်းဖို့ကြံတဲ့တပ်တေကံပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။